တန်တရားကျွေးဆိုတဲ့မြတ်ဘယ်ကျွေးပဲဖြစ်ဖြစ်ပေးစားရမှာဖြစ်တယ်ပေါ့ကံကြမ္မာဝတ်ကျွေးကြတော့မပေးခြင်းလို့နေလို့မရဘူးဒီပြင်ကျွေးတွေကလျှော်ခြင်းလျှော်ခံရမယ်ဘင်္ဂရချိန်ညာပြီးတော့နော်ဒေဝါလီခံပြီးတော့ကျွေးကိုရှောင်လို့ရသေးတယ်တန်တရားကျွေးမှာအဲ့ဒါလို့ရှောင်လို့ရနိုင်တာမဟုတ်ဘူးပေးစားရမှာဖြစ်တယ်ပေါ့အဲ့ဒီတန်တရားကျွေးဟာမိမိယူထားတဲ့အတိုင်းတာအရာပေးစားဘုန်းကြီးတို့ငယ်စဉ်ကကြားဘူးတယ်ရွာတရွာမှာညီကို2ယောက်အကိုလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ဒီခေတ်ကငွေချေးတကြရဲ့ထက်ဝက်5မှုပေါ့အဲ့ဒီ5မှုညီစီကခဏချေးပြီးပြန်မပေးပဲနဲ့တည်သွားတဲ့အခါကျတေကဏီမှာပြန်ပေးချင်တော့လဲသူပြန်မပေးရဘူးဆိုတဲ့စိတ်မကောင်းပြီးတော့သေဆုံးသွားတဲ့အခါမှာညီအိမ်မှာသွားပြီးတော့ကျွဲဖြစ်တယ်တဲ့ကျွဲဖြစ်လာပြီဆိုတဲ့ကကျွဲပဲလေနှစ်ပါးကျိုးထိုးပြီးတော့ခိုင်းတော့တာမဟုတ်ခိုင်းတဲ့အခါမှာမသွားခြင်းလဲသွားရမှာပဲမလုပ်ခြင်းလဲလုပ်မလုပ်ခြင်းလို့ရိုက်ခံနော်ရိုက်ခိုင်းတာညီလို့တဲ့ပုဂ္ဂိုလ်ကသူ့ကိုမှန်းတော့မသိဘူးပေါ့ရိုက်ခိုင်းကျွဲဆိုတာတိတ်အသက်ရှည်တာမဟုတ်ဘူးလေ10နှစ်အနည်း20ဆိုတာအလွန်ဆုံးကျွဲဘဝကလွတ်လာတဲ့အခါကျတော့အဲ့ဒီရွာမှာပဲသူကလူပြန်ဖြစ်တယ်တဲ့လူပြန်ဖြစ်လာတဲ့အခါမှာသူ့ရဲ့နောင်တမိုက်နောင်တကိုရပြီးတော့တိတတ်တဲ့အရွယ်လေးမှာအိမ်ကပတ်စံပြား90သို့မဟုတ်5မှုကိုယူပြီးတော့သူညီစီသွားပေးတယ်တဲ့မင်းကျွေးငါပြန်ဆက်ပါပြီကွာခြေပါတော့မင်းကပတ်စံလေး5မှုနဲ့ငါ့ကိုရိုက်ခိုင်းလိုက်တာလို့ပြောတဲ့နော်အဲ့ဒါလို့ပြောတဲ့အဲ့တော့ကျွေးဆိုတာဆက်ရစမြဲပဲဒါဆက်ရတယ်မဟာစီဆရာတော်ဘုရားကြီးဟောတဲ့ဓမ္မစကြာတရားတော်ကြီးမှလားပရိစ္ဆေသမုပ္ပါဒ်တရားတော်ကြီးမှလားမသိဘူးဗမာပြည်မှာဖြစ်ခဲ့တဲ့ကျွေးမပေးနိုင်လို့4 ဘဝ 3 ဘဝဆက်တိုက်ပြီးတော့ခံရတာတယ်အကြောင်းလေးဖတ်ရှုထားဖို့တယ်ပေါ့အဲ့တော့ကျွေးဆိုတာပေးရတယ်ဆိုတာဘယ်လိုနည်းနဲ့ယူထားတာမတရားသဖြင့်ယူတာလဲကျွေးဖြစ်တတ်တယ်ဒါကြောင့်မို့အရိဏဒါနဆိုတာမလုံသေးရင်လုံအောင်လုပ်ကိုယ်စိတ်ကိုတန်တန်ရှင်းရှင်းစင်စင်ကြဲကြဲဖြစ်အောင်အယုသားဆုံးဖြစ်အောင်ကြိုးစား